ဂျပန်နိုင်ငံရဲ့ထူးထူးဆန်းဆန်းနဲ့တကယ်ကိုစမတ်ကျလာတဲ့အရာလေးတွေအကြောင်းတင်ဆက်ပေးလိုက်ပါတယ်။ဂျပန်မှာတငယ်ချင်းတွေနဲ့မျှဝေစားသုံးနိုင်အောင်အလွယ်တကူလေးပိုင်းအညီအမျှပိုင်းဖြတ်လို့ရတဲ့ထူးခြားတဲ့ရေခဲမုန့်မျိုးရှိပါတယ်။ဒါအပြင်သွားတိုက်ဆေးကိုစုပ်တံမြင်လေးတွေထဲမှာတပါးတည်းထည့်သွင်းပြုလုပ်ထားတဲ့တစ်ခါသုံးသွားဖို့တန်လည်းရှိပါသေးတယ်။သွားတိုက်ဆေးနဲ့ရေတီးတတ်မလို့ပဲဖောက်ပြီးတန်းတိုက်ရုံပါပဲ။မယုံနိုင်စရာကောင်းတာကကမ္ဘာအသေးဆုံးဆက်လေကားဟာလည်းဂျပန်မှာရှိပြီးအမြင့်84စင်တီမီတာသာရှိကာလှေကားထစ်9ထစ်ပဲပါရှိပါတယ်။တန်ရှင်းရေးလုပ်ငန်းတွေအတွက်လည်းတစ်ခါသုံးအိမ်သာဆေး brush ကိုတီထွင်ထားပြီးတန်ရှင်းရေးပြားလေးကိုတက်ဆင်တိုက်ချွတ်ပြီးတာနဲ့အလွယ်တကူလွှင့်ပစ်လိုက်ရုံပါပဲ။ကော်ဖီဆိုင်တွေမှာဆိုရင်လည်းပိုက်မလို့ပဲဓာတ်ရိုက်တောက်လို့ရတဲ့ခောက်ချိုးစက္ကူခွက်တွေကိုသုံးစွဲကြပါတယ်။လမ်းလျှောက်ရင်းစားလို့ရတဲ့ညှစ်စားရတဲ့ခိုးရေခဲမုန့်လည်းရှိပါတယ်။အချို့သောတောက်ရည်တန်ဘူးတွေမှာဆိုရင်ရေကုန်သွားတဲ့အခါဘူးရဲ့ဟိုဖက်ဒီဖက်ကပုံရိပ်နှစ်ခုပေါင်းစုံပြီးပုံတစ်ပုံတည်းအဖြစ်ပေါ်လာတတ်တဲ့အံ့အားသင့်စရာဒီဇိုင်းလေးတွေဖန်တီးထားပါတယ်။အားလုံးထဲမှာအမိုက်ဆုံးကတော့ရေခဲမုန့်တွေအရည်ပျော်ပြီးလက်ပေါ်ရိုးစီးမကျအောင်ကာကွယ်ပေးတဲ့ဆီလီကွန်ရေခဲမုန့်ကန်ကရိယာလေးပဲဖြစ်ပါတယ်။ရိုးရှင်းပေမဲ့တကယ်ကိုထက်မြက်တဲ့ idea တွေပါပဲ။